အားလုံးပဲမင်္ဂလာပါ MD Coding Test ကဒီချိန်မြင့်သိမ်းခိုင်ဖြစ်ပါတယ်ဒီခါမှာတော့ Web Development ဆိုတာဘာလဲဆိုတဲ့အကြောင်းလေးကိုမိတ်ဆက်ပေးပါမယ်ကိုက IT နဲ့ Career အစချင်တဲ့ IT ဆိုတဲ့ Career ကအများကြီးပဲကျေပြန့်နေပေါ့နော်အဲ့တော့အများကြီးရှိတဲ့ကမှကျတော့ဒီမှာ Web Development ဆိုတဲ့ဒီ field လေးအကြောင်းပြောပြပေးပါမယ်ဒါဆိုရင် Web Development မှာများသောအားဖြင့်ကျတော့ရနှစ်ပိုင်းခွဲတယ်ပေါ့နော်အဲ့တော့ Front End ပိုင်းရယ်backend ပိုင်းရယ်ဆိုပြီးတော့နှစ်ပိုင်းခွဲပါတယ်အဲ့တော့ front end ပိုင်းမှာဘာတွေပါလဲဆိုတော့ client side ပေါ့ user တွေမြင်နေရတဲ့ဟာတွေအကုန်လုံးကို front end ပိုင်းလို့သတ်မှတ်လို့ရတယ်ဥပမာကျတော့ website လေးတစ်ခုတည်းဝင်လိုက်တယ်ဆိုရင်မြင်ရသမျှဟာတွေမှန်သမျှဒီ front end developer ဖန်တီးပေးထားရတဲ့ဟာတိစောက်ပေးထားရတဲ့ဟာဒါဆိုလို့ရှိရင်ဘာတွေနဲ့တိစောက်ပါလဲဆိုတော့ HTML CSS JavaScript ဒီသုံးခုကတော့လုံးဝအခြေခံပဲပေါ့နော်အဲ့ဒါလေးလေ့လာပြီးတော့တိစောက်ပါပါတယ်ခြေတို့အခုသွားမယ့်ဘိုင်းကတော့ front end ဘိုင်းပေါ့နော်ပြီးရင် backend မှာကျတော့ဘာတွေရှိလဲဆိုတော့ server side တွေ database ဘိုင်းတွေလေ့လာရပါတယ်ဒါလည်းသူ့ရဲ့သက်ဆိုင်ရာ language တွေကိုလေ့လာရတယ်ဒါဆိုလို့ရှိရင်ဒီ web development မှာ position တွေဘာတွေရှိလဲပေါ့နော်အဲ့တော့ front end developer အနေနဲ့ career သွားလို့ရတယ်ဒီဘိုင်းကိုလေ့လာရင်နောက်ခါ backend developer အနေနဲ့ဒီဘိုင်းတွေလေ့လာရင် career သွားလို့ရတယ်အဲ့တော့ front end က backend ကိုနှစ်ခုလုံးရတဲ့ full stack developer ဆိုတဲ့ position လေးရှိသေးရပေါ့နော်ဒါဆိုရင်တော့တကယ် career တို့အတိုင်းကိုဆက်သွားလို့ရပါတယ်ဒါဆိုရင်ခြေတို့ကအခုပြောပြပေးမှာက front end ပိုင်းကိုပြောပြပေးမယ်အဲ့တော့ front end development မှာဘာတွေပါလဲဆိုရင်အခြေခံ fundamental HTML CSS JavaScript ဒီသုံးခုကတော့မဖြစ်မနေပါပါတယ်ဒါကနေပြီးတော့ပဲအခြေခံသွားတယ်ကိုက front end ပဲသွား back end ပဲသွားဒီ fundamental သုံးခုကိုတော့သိထားဖို့ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင် HTML ဆိုတာကဘာလဲဆိုတာ ਨੇ ပြောပြပေးပါမယ် Hypertext Markup Language လို့ခေါ်တယ် H က Hyper T က Text M က Markup L က Language တလုံးချင်းစီရဲ့အဓိပ္ပာယ်လေးပေါ့နော်အဲ့တော့သူကဘာလုပ်ရလဲဆိုတော့ to build the structure web page တဲ့ web page တွေရဲ့ structure ကိုတိဆောက်ရတယ်တဲ့ဒါကဘယ်လိုမျိုးလဲပေါ့ဥပမာခြေတို့ web page တွေမှာဆိုရင် link တွေပါတယ်ပုံတွေပါတယ်စာတွေပါတယ်ခေါင်းစဉ်လေးတွေပါတယ်ဒီလို structure လေးတွေကိုပြောတာပေါ့အဲ့တော့အိမ်တစ်လုံးလို့ယူဆမယ်ဆိုလို့ရှိရင်အိမ်တစ်အိမ်မှာဘာတွေပါမလဲဖျားခန်းမိဖို့ခန်းအိတ်ခန်းဒီလိုမျိုးလေးလေအဲ့တော့အဲ့လိုမျိုးလေးတွေတိဆောက်ရတဲ့စင်တူတယ်ဒါဆိုရင် CSS ကကြတော့ရောဘာလဲဆိုတော့ cascading style sheets လို့ခေါ်ပါတယ်သူကကြတော့ web page တွေရဲ့ style တွေကိုတိဆောက်ရတာအဲ့တော့ website တွေမှာဆိုရင် pattern လေးတွေလှလှလေးတွေနောက်က font လှလှလေးတွေဒါမျိုးတွေ spacing လေးတွေထည့်မယ် CSS တွေကိုသုံးပြီးတော့တိဆောက်ရပါတယ်ဒါဆိုအိမ်နဲ့နမူနာပြန်ကြည့်မယ်ဆိုရင်ကျတို့အိမ်တွေကို decoration တွေအလှဆင်ထားတော့ဘယ်နေရာလေးတော့ကြွေပြားလေးကတ်မယ်ဘယ်နေရာလေးတော့ decoration လှလှလေးလုပ်မယ်ဆေးလေးတုပ်မယ်စသဖြင့်ပေါ့နော်အဲ့လိုဟာနဲ့ဆင်တူတယ်ဒါဆိုရင် HTML CSS ကိုပို့ပြီးတော့မြင်သာသွားအောင်လို့ Facebook လေးနဲ့နမူနာပြပါမယ်ဘာလဲဆိုတော့ဒါဆိုချေတို့ရဲ့ web page ပေါ့နော်အဲ့တော့ browser ကနေရိုက်လိုက်တယ် facebook.com ဒီလိုဟာတွေမှန်သမျှဒီ website ပဲချေတို့ Facebook ကိုဖုန်းနဲ့သုံးနေလို့ဒါ mobile application တွေနဲ့သုံးတာလေအဲ့တော့ကွန်ပျူတာကနေဖွင့်မယ်ဆိုရင် URL လေးနဲ့သွားတယ်အဲ့တော့အဲ့ဒါဒီဘာလဲဆိုတော့ website ပါပဲ Facebook ဆိုတာအဲ့တော့ချေတို့က web development လေ့လာနေရဖြစ်တဲ့အတွက်ဒါတွေအကုန်လုံးuser မြင်နေရတဲ့ဟာတွေအကုန်လုံးကို front end developer တွေကတိစောက်ပေးရတာဥပမာဆိုရင် icon လေးတွေပါမယ်ဒီဘက်တစ်ချမ်းကျတော့ပါလေ list လေးတွေ site bar လေးတွေပါမယ်အရေးလေးတွေပါမယ် shadow လေးတွေနဲ့အဲ့တော့ button လေးကိုမှဘလို့ background လေးတွေထည့်မယ်စသဖြင့်เนาะ user မြင်နေရတဲ့ဟာတွေမှန်တယ်များက front end developer တွေကတိစောက်ရတာဒါဆိုရင်ဒီ website ကိုချက်ခုနပြောတဲ့ HTML CSS JavaScript သုံးပြီးတော့ရေးထားရဲလို့ပြောတယ်ဒါဆိုရင်ဒီ website က CSS မပါရင်ဘယ်လိုဖြစ်မလဲပေါ့အဲ့တော့ inspect လေးကိုထောက်မယ်ပြီးတော့ချက်ကဒါကတော့လိုက်လို့ဆရာလည်းမလို့ပေါ့နော်ဒီတိုင်းလေးပဲပြောပြချင်တာအဲ့တော့ကြည့်ပါဦးခုနက facebook.com ပဲအဲ့တော့ဒါဒီ HTML only နဲ့ဆိုရင်ဒီလိုမြင်ရမယ်ပေါ့ဟုတ်ပြီအဲ့တော့ဘာတွေပါလဲပေါ့အဲ့တော့ search field လေးပါတယ် icon လေးတွေပါတယ် link လေးတွေပါတယ်
ခေါင်းစဉ်လေးတွေပါတယ်ပုံလေးတွေပါတယ်စသဖြင့်เนาะဒါဒီ HTML only နဲ့ရေးထားတယ်ဆိုရင်ဒီလိုပုံစံလေးမြင်ရမှာ Okay ဒါဆိုချေက CSS လေးထည့်ပြီးတော့အလားဆင်မယ်ဒါဆိုရင် reload လုပ်လိုက်တယ်ပေါ့နော်ဒါဆိုရင်တော့တို့တွေလက်ရှိမြင်နေရတဲ့Facebook website လေးကိုတွေ့ရပါလိမ့်မယ်ဒါဆိုလို့ရှိရင် JavaScript ကဘာလုပ်တာလဲပေါ့သူတနည်းအားဖြင့်သူ့ကို programming language လို့လည်းခေါ်သလို scripting language လို့လည်းခေါ်တယ် to interactive and program the web page တဲ့ interactive တွေဖြစ်ဖို့ပြီးလို့ရှိရင် program web page ရဲ့ program တွေတည်ဆောက်ဖို့သူ့ကိုသုံးရတယ်တဲ့ဒါဆိုရင်တစ်ချက်လောက်ကြည့်ကြရအောင်ဥပမာချက်ကဒီနေရာမှာပေါ့နော်post တင်နေပေါ့ဒီကနေပြီးတော့ user ကနေပြီးတော့ input လေးကိုတစ်ချက်နှိပ်တယ်ပုံတွေထည့်တယ်စာတွေထည့်တယ်ပြီးလို့ရှိရင်အဲ့ပုံတွေစာတွေကို post button လေးနှိပ်လိုက်တာနဲ့ဘယ်ကိုပို့ပေးလဲဆိုတော့ backend developer စီကိုသွားပို့ပေးတယ်အဲ့ backend developer နေပြီးတော့ဒီဘက်က front end ဘက်ကပေးလိုက်တဲ့ပုံတွေစာတွေကို database ထဲကိုသွားသိမ်းတယ်အဲ့ချိန်မှာ Chero front end ကနေပြီးတော့ခုနကပုံတွေစာတွေကိုပေးအောင်ဒီဘက်မှာပြန်ပြမယ်လို့ new feed မှာပြန်ပြမယ်လို့ပြန်တောင်းနေပေါ့အခါကျရင် backend developer ကပုံနေစာတွေကို database ထဲကနေထုတ်ပြီးတော့ front end ဘက်ကိုပြန်ပေးရတယ်ဆိုတော့အဲ့လို front end နဲ့ backend နဲ့နှစ်ခုဆက်သွယ်နေတယ်ပေါ့အဲ့လိုပိုင်းကိုကြတော့ JavaScript ကနေပြီးတော့တာဝန်ယူရတယ်အဲ့တော့အဲ့လိုမျိုးလေးနဲ့ program တွေကိုဆက်သွယ်ပြီးတော့လုပ်ရပါတယ်ဒါဆိုလို့ရှိရင်ဒီ fundamental 3ခုကိုသဘောပေါက်မယ်လို့ထင်ပါတယ်နောက်ပိုင်းကျတော့အခြေခံတွေပိုင်နိုင်သွားပြီဆိုလို့ရှိရင်တော့ React.js, Vue.js နောက်က Angular ဒီဟာမျိုးတွေကိုဆက်လက်လာပြီးတော့တကယ်လုပ်ငန်းခွင်ဝင်လို့ရတဲ့အနေထားထိရအောင်ဆက်ပြီးတော့လေ့လာသွားဖို့လိုပါတယ်ဒါဆိုလို့ရှိရင်တော့ front end development ကိုနားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်